ထနာပြုရသောသုံးချက်တည်းအချိန်၌ဗီဒီယိုနှင့်ယောဟန်တို့သည်ဗိမာန်တော်သို့တက်ကြသည်ရှိသောအမိဝင်တွင်ကပင်ချီမစွမ်းသောသူတယောက်ကိုသူတော်ဘာတို့သည်ထမ်းလျက်လာကြ၏ဗိမာန်တော်သို့ဝင်သောသူတို့မှာစွတ်ကျဲခြင်းကိုခံစေခြင်းကတင့်တယ်အမိရှိသောတက္ကနာမှာထိုသူတို့ပေါ်ထားလေရှိဗီဒီယိုနှင့်ယောဟန်တို့သည်ဗိမာန်တော်သို့ဝင်မီလာကြသည်ကိုထိုသူသည်မြင်လျှင်စွတ်ကျဲပါဟုတောင်းလေထိုအခါဗီဒီယိုနှင့်ယောဟန်တို့သည်ထိုသူကိုစစ်စစ်ကြည့်ရှု၍ငါတို့အားကြည်မြော်တော်ကြည်တော်ဟုဆိုလေထိုသူသည်တဆုပ်တစ်ခုကိုရမည်ဟုစိတ်ထင်နှင့်ဓမ္မတော်တို့ကိုမျှော်ကြည့်လျက်သည်ဗီဒီယိုကလည်းငါ၌ရွှေငွေမရှိရှိရိယာကိုတင်နာဝေမည်နာဇရေကယေရှုခရစ်နာမတော်အားဖြင့်ထား၏နာတော်တော်ဟုဆိုလျက်သူ၏လက်ရာလက်ကိုကိုင်ဆွဲချီကြွလေသောခဏချင်းတွင်ခြေတစ်ဖက်မမြတ်စီတို့သည်စွမ်းနာကိုရသဖြင့်ရုတ်တရက်ထား၍မတ်ရပြီးသည်အာတော်နေ၏တော်လျက်ခုံလျက်ဘုရားသခင်ကိုချီးမွမ်းလျက်ဓမ္မတော်တို့နဲ့တူမိမတော်တို့ဝင်လေဒီထင်တော့ငယ်ရှိတယ်နော်ဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဘာတွေ့ရတယ်လဲဘယ်တော့လဲမတန်ဆွမ်းတဲ့လူတရားသူကိုယ်တိုင်တောင်မှသွားလို့ရသလားမရဘူးသူများကထားပြီးတော့ဘာကြောင့်ဗိမာန်တော်မှာထားတယ်လဲသူတို့လူပုံများတယ်လူများတော့ဘာဖြစ်လဲတောင်းစားတယ်လေတောင်းစားဖို့ရအတွက်ကိုသူကအဲ့ဒါလိုပဲထားလေရှိတယ်ဆိုတော့အဲ့ဒီမှာPTU နဲ့ဘယ်သူနဲ့အပြန်တွဲတယ်လဲယောဟန်နဲ့တွဲလေးရှိတယ်နော်ဘာကြောင့်လဲသိလားခရစ်တော်ကတွဲပေးတဲ့ဥစ္စာခရစ်တော်တွဲပေးတဲ့ခဲတယ်လေခရစ်တော်တွဲပေးတယ်လေPTU နဲ့ယောဟန်နဲ့ယာကုပ်လို့အမြဲတမ်းပြောတာဟုတ်ဆိုတော့သူတို့က inner circle ဆိုတာခရစ်တော်နဲ့အနီးဆုံးသူတို့နှစ်ယောက်ဆိုရင်သုံးယောက်ဒီမှာဘာကြောင့်ယာကုပ်မပါတယ်လဲတော့မသိဘူးနော်ဆိုတော့အတတ်လည်းမခံရသေးဘူးဆိုတော့သူကဘာဖြစ်တယ်လဲဆိုတော့PTUနဲ့ယောဟန်နဲ့သူတို့နဲ့မှတ်မိတဲ့တလောက်ပြောကြပါဦးဘယ်မှာတွဲပြီးတော့တွေ့ရတယ်လဲတန်ငါတဲ့ဖြစ်တဲ့နေရာမှာလဲသူတို့တွေ့တန်ငါတဲ့ဖြစ်တဲ့ချိန်မှာတော့မတွေ့ဘူးသူတို့ကတန်ငါဖြစ်တာတော့တန်ငါတဲ့ဖြစ်တာတော့ဟုတ်တယ်သူတို့တွေ့ရဆုတောင်းတဲ့အချိန်မှာဘယ်လိုဆုတောင်းတဲ့အချိန်မှာခရစ်တော်ကဆုတောင်းတဲ့ကက်တရှိမဥဇာယေမှာလဲဒီ၃ယောက်ကိုအနိကခေါ်တယ်နော် best friend ပေါ့နော်ပြီးတော့တောင်ပေါ်မှာထိုးချသောတောင်ပေါ်မှာလေသူတို့၃ယောက်ကိုခရစ်တော်ကခေါ်သွားတယ်ကျန်တဲ့လူတွေမခေါ်ဘူးပြီးတော့စမာရီစီဝင်းရင်တော့တွားပြေးတဲ့ခါလဲသူတို့အဲ့ဒီမှာတော့ဒီဟာနောက်ပိုင်းမှာနော်ခရစ်တော်လက်ထက်မှာဝဲတဲ့ဥစ္စာတော့စမာရီမြို့မှာလည်းသူတို့၂ယောက်သွားတယ်ဆုတောင်းပေးတယ်ဆိုတော့PTUနဲ့ယောဟန်နာအမြဲတမ်းတွဲကြတယ်ကြည်ရတာဓမ္မတော်တွေထဲမှာအကြီးဆုံးနဲ့အငယ်ဆုံးထင်တယ်ကျွန်တော်လည်းလို့ထင်တာဒီကဥဆောင်ပါစတဲ့တော့ဆိုတော့သူကခရစ်တော်ယင်ခွင်မှာလျောင်းတတ်တဲ့လူတွေနောက်ယောဒရှကာယုတ်အဲ့ဒီ PTU တီမဲဘယ်လိုနည်းနဲ့ဘုရားခင်အတွက်ဘုံတော်ထင်ရှားစေမယ်ဆိုတဲ့ဥစ္စာပြောတဲ့ခါမှာလဲနော်သူPTU ကနေပြီးတော့မှကိုရောချစ်တော်တပည့်တော်ကိုမိခိုင်းတယ်တဲ့အဲ့ဒီကိုရောချစ်တော်တပည့်တော်ဘယ်လိုလဲယောဟန်သူ့ကိုဆိုအဲ့လိုပဲပြောသွားတယ်နော်ဆိုတော့ဒီနေရာမှာလဲသူတို့နှစ်ယောက်တွားကြတယ်တွားတဲ့ခါမှာအဲ့ဒီလူနာကသူမျောလင့်တာကတော့ပိုက်ဆံရဖို့ဒါပေမဲ့သူတို့မှာပိုက်ဆံပေးစရာမရှိတော့မှပေးလိုက်တယ်လေယေရှုကိုပေးလိုက်တယ်လေယေရှုနာမအဖြစ်နာတာယေရှု၏နာမတော်အဖြစ်ထား၍တန်တော်အရေးကြီးဆုံးပေးနိုင်တယ်
ကျမ်းမာခြင်းအဲ့ဒီဥစ္စာဟာကျွန်တော်တို့မှာလည်းရှိသလားရှိတယ်ယေရှုရှိသလားကျွန်တော်မှာရှိတယ်အဲ့ဒီယေရှုနာမနဲ့ကျွန်တော်တို့လူနာတွေကိုဘာလို့စေရမှာလဲကျမ်းမာစေရမယ်ဖယားတခင်တွတ်တကယ်လုံတယ်ဆိုရင်ကျွန်တော်တို့စွတ်တောင်းတဲ့ဥစ္စာတွေကဖယားကဘာဖြစ်တာလဲနားညောင်းတယ်အခုတကယ်ဇာတိနဲ့တောင်မှနားညောင်းတယ်ဝိညာဉ်လို့ဆိုတိထက်မကဘာဖြစ်မှာလဲနားညောင်းမှာကျွန်တော်တို့ကရွှေငွေအတပြားမရှိဘူးသူများပေးเสียကိုတော်မလောက်ဘူးဒါပေမဲ့နော်မကုံဆုံးနိုင်တဲ့ခရစ်တော်ကိုရရှိထားတဲ့လူတွေလူတိုင်းကဘယ်တော့ကိုလိုအပ်နေသလဲခရစ်တော်ပဲလိုအပ်နေတာခရစ်တော်ပဲလိုအပ်နေတာလူတိုင်းကလေအဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ကိုလူတိုင်းကိုဘာလို့ရမှာလဲပေးရမယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုပေးဖို့ရဘာဖြစ်နေသလဲဝန်လေးနေကြတယ်ဘာကြောင့်မပေးချင်တာလဲဘာကြောင့်ခရစ်တော်နာမမသုံးကြတာလဲမတိတာတခုမယုံကြည်ရတာတခုနောက်ပြီးတော့ဇာတိနဲ့အသက်ရှင်နေတာဟုတ်ကျွန်တော်တို့စိတ်ဝင်စားတာစဉ်းစားတာကခရစ်တော်မဟုတ်ဘူးလေတစ်ချိန်လုံးဟောတော့မလားအဲ့ဒါကြောင့်ခရစ်တော်နဲ့ယဉ်နေမှုကဘာဖြစ်တယ်လဲအရာနေနေတယ်တော့ငယ်လဲဘာမှလည်းဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ခံယူချက်ကရှိပြီးသားစူတောင်းကြည့်တာပေါ့ဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်ဖြစ်တယ်ဒါပီတီယိုနဲ့ယောဟန်ကတော့သူတို့အသုံးပြုတ်လိုက်တယ်အသုံးပြုတ်လိုက်တဲ့အခါမှာအဲ့ဒီလူနာဟာဆိုရင်အရေးကြီးဆုံးရွှေငွေပေးတာထဲကောင်းတဲ့ကျမ်းမာရေးဘာဖြစ်သွားလဲရသွားတယ်ကျွန်တော်တို့လေဒီကျမ်းမာရေးမကဘူးအတိကဘာဖြစ်လဲဆိုတော့လူတွေကယ်တင်ခြင်းဝိညာဉ်ကယ်တင်ခြင်းကျွန်တော်တို့စဉ်းကြည့်အောင်ကိုခန္ဓာကျမ်းမာခြင်းနဲ့ဝိညာဉ်အသက်ရှင်ရေးပဲပိုအရေးကြီးတယ်လေဝိညာဉ်အစပေါင်းနိုင်လို့မရအောင်ကိုကြီးတယ်ကိုခန္ဓာကျမ်းမာခြင်းကတော့ဘာပြဖြစ်သွားမှာလဲတည်သွားလိမ့်မယ်နော်ဒါပေမဲ့ဝိညာဉ်ထာဝရတရားရှိရတော့ထာဝရတည်တတ်မလားအဲ့ဒါအကောင်ဆုံးတဲ့ကြောင့်ကျွန်တော်လူတွေရဲ့ကယ်တင်ခြင်းကိုဦးစားပေးတယ်ကျွန်တော်ငါလေးပြလိုက်